ခု phrasal verb တချို့ကိုမိတ်ဆက်ပေးပါမယ် turn on switch on ဖွင့်တယ်လို့အဓိပ္ပာယ်ရပါတယ်ခလုတ်ကလေးတွေဖွင့်တယ် can you turn on the light please မီးဖွင့်ပေးလို့ရမလား can you turn on the light please turn off switch off မီးပိတ်တယ် don't forget to turn off the light before leaving ထွက်မသွားခင်မီးပိတ်ဖို့မမေ့ပါနဲ့ don't forget to turn off the light before leavingနောက်တစ်ခု put on wear put on ဆိုတာအင်ဂျီဝတ်လိုက်တယ် wear ဆိုတာလည်းဝတ်ဆင်တယ်လို့အဓိပ္ပာယ်ရပါတယ် it's cold so put on your jacket အေးတယ်နွေးထည်ဝတ်ထားပါ it's cold so put on your jacket take off remove take off ဆိုတာကတော့ချွတ်လိုက်တယ် remove ဆိုတာတော့ဖယ်လိုက်တယ်ပေါ့နော်အဓိပ္ပာယ်အတူတူပါပဲ it's hot so take up your jacket ပူတယ်အနွေးထည်ချွတ်လိုက်ပါ it's hot so take up your jacket please take up your shoe here please take up your shoe here ဖနက်တွေကိုဒီမှာချွတ်လိုက်ပါ clean up tidy up clean up ဆိုတာတန့်ရှင်းရေးလုပ်လိုက်တာ tidy up ဆိုတာလည်းရှင်းလိုက်ပါဆိုတဲ့အဓိပ္ပာယ်ပါ please clean up your room before bedtime အိပ်ယာမဝင်ခင်တန့်ရှင်းလုပ်လိုက်ပါ please clean up your room before bedtime အိပ်ယာမဝင်ခင်မင်းရဲ့အိပ်ခန်းကိုရှင်းလိုက်ပါ wash up wash the dishes wash up ဆိုတာစေးကြောတန့်စင်လိုက်တယ် wash the dishes အကန်နေစေးလိုက်တယ် whose turn is it to wash up whose turn is it to wash up အကန်စေးဝပ်ဒူးလေလေ wash up နောက်တစ်ခုပါနော် wash one's face and hand လက်တွေအပြင်မျက်နှာတွေတန့်စင်တာပေါ့နော်ပမာလို့ဆိုရင်ခြေလက်မျက်နှာစေးတယ်လို့ပဲပြောမှာပေါ့ don't forget to wash up before dinner don't forget to wash up before dinner ညစာမစားခင်ကိုလက်တန့်စင်မှုမေ့ပါနဲ့ dress up dress up ဆိုတာပြင်ဆင်လိုက်တယ်ဝတ်စားကောင်းကောင်းဝတ်လိုက်တယ်ပေါ့နော် wear formal clothes we are going out so let's dress up we are going out so let's dress up ပြင်သွားတော့မှမလို့ဝတ်စားတွေလဲလိုက်ပါဝတ်စားကောင်းကောင်းဝတ်လိုက်ပါလို့ပြောတာပါ dress down wear informal clothes dress down ဆိုတာတော့ပေါ်ပွားချောင်ချောင်ပေါ့နော်လွတ်လွတ်လပ်လပ်ဝတ်လို့ရတာပြောတာပါ wear informal clothes စတိုင်းကြကြစမကြကြဝတ်တာတို့ပြောတာမဟုတ်ဘူးပေါ့နော် gentleman ဆန်ဆန်အဲ့လိုမျိုးဝတ်တာတွေပြောတာမဟုတ်ပါဘူးတကယ်လွတ်လွတ်လပ်ပေါ်ပါဝတ်လို့ရတယ်ဆိုရစကားပါ you can dress down for this event you can dress down for this event ဒီပွဲအတွက်ကိုတော့လွတ်လပ်ဝတ်လို့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါ get on board a train bus or plane get on ဆိုတာကတော့ပေါ်တက်မယ်ယထာတို့ဘတ်စကားတို့လေယာဉ်ပြန်ပေါ်တို့ပေါ်တက်တဲ့ဟာပြောတာပေါ့နော် let's get on the train before it leaves let's get on the train before it leaves ယထာမထွက်ခင်တက်ကြစို့ get off leave a train bus or plane get off ဆိုတာကတော့ဆင်းတယ်လေယာဉ်ပြန်ယထာတို့ဘတ်စကားတို့ပေါ်ဆင်းတာပေါ့နော် I will get off the bus at the next stop I will get off the bus at the next stop ကျွန်တော်နောက်မှတိုင်မှာဆင်းမှာပါ get in enter get in ဆိုတာဝင်လိုက်တာ enter ဆိုတာလည်းဝင်တာပါပဲ get in the car we are going for a drive get in the car we are going for a drive ကားထဲဝင်လိုက်ပါငါတို့ကားပတ်စီကြမယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုက please get in the house we are going to close the gate please get in the house we are going to close the gate အိမ်ထဲဝင်လိုက်ပါဝင်းတကားကိုပိတ်တော့မှာမလို့ပါ look up search find
ဒီသုံးလုံးအဓိပ္ပာယ်တူတူပါပဲ You can look up the word in the dictionary You can look up the word in the dictionary dictionary ထဲမှာလိုအပ်တဲ့စကားလုံးသိချင်တဲ့စကားလုံးတွေရှာလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပါ Look for search for look for ဆိုတာခုနလိုစကားလုံးတွေစာအုပ်ထဲမှာရှာတာမဟုတ်ဘူး information တစ်ခုခုရှာတာမဟုတ်ပါဘူးဒါကကြတော့အပြင်မှာပစ္စည်းတစ်ခုခုပျောက်တာတို့တယောက်ယောက်ကိုရှာတာပေါ့နော်အဲ့ဒါတွေပါ Look for search for I'm looking for my keys have you seen them I'm looking for my keys have you seen them ငါတော့ရရှာနေရတွေ့မိသေးရဲ့လား Look after take care of look after နဲ့ take care of ဆိုတာဂရုစိုက်တယ်ပြုစုဆောင်ရှောက်ပေးတယ်ပေါ့နော်အဲ့ဒီတိတ်ပဲပါ She looks after her mom သူကသူ့အမေကိုဂရုစိုက်နေတယ် She looks after her mom Can you look after my pet while I am away Can you look after my pets while I am away Can you look after my pets while I am away ငါခီးထွက်နေတဲ့ချိန်မှာငါရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကိုဂရုစိုက်ပေးနိုင်မလားတငယ်ချင်းတယောက်ရောက်တာမှမဟုတ်အသီးမိတ်ဆွေတယောက်ရောက်ကိုအကူအညီတောင်းတယ်ပေါ့နော် Walk out leave walk out ဆိုတာတော့ထွက်သွားတာပြင်ကိုရှောက်ပြီးထွက်သွားတာပေါ့နော် leave ဆိုတာလည်းထွက်သွားတာပဲ She got upset and walked out in the middle of the meeting စီဝေးလုံနေတဲ့ချိန်မှာပဲသူကစိတ်ဆိုးပြီးအပြင်ကိုထွက်သွားတယ် She got upset and walked out in the middle of the meeting cut in interrupt cut in interrupt ဒီစကားလေးကဒါတို့နဲ့ပတ်သက်ပြီးခဏခဏသုံးရမယ်စကားလုံးလေးပေါ့နော်ကျောင်းသားကျောင်းသူလေးတွေကလေးလေးနဲ့ပတ်သက်ပြီးခဏခဏသုံးလေးရှိတယ်ဒီချာမှာထားနော် Please don't cut in while I'm speaking cut in ဆိုတာကကြားဖြတ်ပြီးပြောတယ် interrupt ကြားဖြတ်ပြောတရားနှစ်ယောက်စကားပြောနေတဲ့အချိန်မှာကြားဖြတ်ပြီးမှပြောလိုက်တဲ့အတွက်ကြောင့်အဲ့ဒီနှစ်ယောက်စကားပြောနေတာပြတ်သွားစေတယ်အဲ့ဒါပါ Please don't cut in while I'm speaking ကျွန်တော်စကားပြောနေတဲ့အချိန်မှာကျေးဇူးပြုပြီးဖြတ်ပြီးမပြောပါနဲ့ Please don't cut in while I'm speaking စကားပြောနေတဲ့အချိန်မှာဖြတ်ပြီးမပြောပါနဲ့ Cut up cut to pieces cut up cut to pieces ဒီတိတ်ပဲအတူတူပဲ cut up ဆိုတာလည်းဖြတ်လိုက်တယ် cut to pieces သုံးလေးဖြစ်အောင်ပိုင်းလိုက်တယ်ပေါ့နော်လီးလိုက်တယ် cut up the cake into equal slice cut up the cake into equal slices cut up the cake into equal slices ကိတ်မုံချက်လေးကိုညီညီလေးပြအောင်ခွဲလိုက်တယ်လေးတွေကိုဒီစကားပြောလေးတော့အပြန်လန်နားထောင်ပြီးလေ့ကျင့်ထားပါနော်စကားပြောတဲ့အချိန်မှာအရင်ကိုအရေးကြီးပါတယ်အားလုံးစင်ပြေပါစေ